ဆိုဗီယက်တစင်ကိုဘယ်သူမှမဝတ်နိုင်တဲ့ရွှေတပိတ်တာနဲ့မင်္ဂလာဝတ်ဆောင်ဖန်တီးပေးခဲ့တဲ့ဟေဝီယံချစ်သူလေးဆိုဗီယက်တစင်ဝတ်ဆင်မှုတိန်တထောင်ကုန်ကြခံကရွှေတပိတ်တာနဲ့အင်ဂျီဖန်တီးလိုက်တာကတတူသားဟေဝီယံမှာဒါကြောင့်လေဟေဝီယံကကဘာပေါ်မှာချစ်တဲ့ဆုံးယောက်ျားလူတော်တင်စားနေကြပါပြီဒီမတိုင်ခင်မှာလေဟေဝီယံတို့မိသားစုဟာဆိုဗီယက်တစင်နေထိုင်မှုတိမ်မောင်3000ကျော်တဲ့စမတ်အင်ဂျီကိုတိစောက်ပေးထားတာပါဒါအပြင်ခုဆိုဗီယက်တစင်မင်္ဂလာပွဲမှာဝတ်ဆင်မှုအတွက်တိန်တထောင်နဲ့ရွှေရောင်ထိုင်မသိမ်းဝတ်စုံကိုမြန်မာနိုင်ငံကနာမည်ကြီးဒီဇိုင်နာစီမှာအနံထားတာဖြစ်ပါတယ်။အဆိုပါဝတ်စုံကိုရွှေသားစစ်စစ်နဲ့ဖန်တီးထားကြောင်းသိရတာပါ။အထူးသဖြင့်ရွှေသားစစ်စစ်တွေနဲ့မြမယူရနှဝရက်6ပါးရတနာတွေနဲ့စီချေထားတာပါ။ဒါကြောင့်လေတိမ်မောင်1000ကျော်ကုန်ကြမယ်လို့သိရပါတယ်။ဒါပေမဲ့လေဟေဝီယာဟာဆိုဗီယက်တစင်ကိုချစ်လွန်းလို့လေဒီလိုမျိုးတန်မိုးကြီးထိုင်မသိမ်းဝတ်စုံကိုစင်မြန်းမှုခိုင်းထားတာပါ။အခုနောက်ဆုံးကြားထားတဲ့သတင်းတွေအရဆိုဗီယက်တစင်နဲ့ဟေဝီယန်တို့ဟာမင်္ဂလာပွဲ6ပွဲအထိစီစဉ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။လူတွေကတော့ဆိုဗီယက်တစင်ဟာတန်မိုးရှိတဲ့ဘိုင်းကောင်းကြောက်ဖီလေးမို့အခုလိုမျိုးတန်မိုးထားကချစ်ခံနေရတာဖြစ်မယ်လို့မှတ်ချက်ပေးနေကြပါတယ်။